ချင်းချင်းငငန်ဆက်ဆက်ချက်သားတုပ်လေးကိုလေလမ်းထိပ်ကတော့ကြီးတုပ်ထားတဲ့ကောင်းတာလေးစားခြင်းဒီလိုလေးတုပ်စားခြင်းနော်ဒါတွေကပါဝင်ပစ္စည်းတွေပါနော်ဒီမကြီးခြင်းဆိုရင်လေဘာဆိုးစီ ready made တော့မှမတုံးမဲ့နဲ့ကျမကိုယ်တိုင် home made ဆက်စစ်လေးဖြော်ထားတာပါဒီအချင်းလုံးလေးကိုလည်းအရန်လွယ်ပြီးတော့သိချင်ကျမအကောင့်ထဲမှာဘတ်စုံသုံးအချင်းဖြော်နေဆိုပြီးတင်ပေးထားပါတယ်ရှင်အခုတုတ်တာလေကြက်သေးချက်မြရဲ့ပေါင်သားလေးရဲ့ကိုကြက်သွန်ဖြူစပလင်းစားစနွေးငံပြားရဲ့အရသာမုံနေထားတာလေးကိုမှလှီးပြီးတော့အခုလိုအစာပလာထည့်ပြီးတုတ်တာပါဒီလိုအတုတ်တွေတုတ်ရင်လေကြက်သွန်စိမ့်ထက်တခွားသီးနဲ့တုတ်တာပိုကြိုက်ပေမဲ့အခုတော့ရှိတာလေးပဲထည့်တုတ်လိုက်ပါတယ်ဟီလေးကိုကြတော့ကြက်ရိုးပြုတ်ရည်လေးတဲ့ကိုငရုတ်ကောင်းစားအရသာလေးထည့်ပြီးတော့ရှောက်ရွက်နဲ့ငရုတ်သီးစိမ့်လေးခတ်ပြီးရေတောက်လေးလုပ်လိုက်ပါတယ်တမယာသီးလေးရှိရင်ရေတောက်ထဲကိုညှစ်ထည့်ရင်ပိုးမွေးပြီးတော့ချင်းဆက်လေးမလို့ပိုးလဲစားကောင်းပါတယ်နော်နေရလဲပူပြီးတော့လေအပြင်လဲထွက်ပြီးဝယ်မစားကြဘူးဆိုရင်ဒီလိုအတုပ်လေးကိုဝယ်စားမနေပဲနဲ့အိမ်မှာပဲအလွယ်တကူတုပ်ဆိုင်ရင်အရသာလဲရှိပြီးတော့ဘေးဥပတ်လဲကဲမှာရယ်နော်ကျမ vlog လေးကိုကြည့်ရှုပြီးတော့အားလုံးပဲစားကောင်းကျန်းမာအာဟာရဖြစ်ကြပါစေရှင်အားလုံးပဲကျေးဇူးပါရှင်